နှစ်ကတော့ပြီးသွားတယ်ပေါ့လိုက်လွတ်နာလမ်းကြသွားလို့မလို့ကျွန်တော်ဒီလိုပဲရိုက်တင်တယ်6လုံးဘုံလို့ခွေးသွားတဲ့ line နဲ့စနစ်ကတော့တော်တော်လေးကောင်းတယ်ဒီကောင်ကျွန်တော်တို့ရဲ့ရွေးချယ်မှုအားနည်းသွားတဲ့အတွက်ရွေးချယ်မှုမှန်ကန်မှုမရှိတဲ့အတွက်ကျွန်တော်တို့စနစ်ကတော့ပြီးသွားတယ်ဒီဟာလေးကိုကျွန်တော်စနစ်ပြီးတဲ့အကြောင်းကျွန်တော်ပြန်ပြပေးပါမယ်6လုံးခွေးသွားတဲ့အချိန်မှာခွေးသွားတယ်သူ့ရဲ့တပင်ကျော်မှာ349ဆိုတဲ့ကဏ္ဍ349ဆိုကိုခါနဲ့ရှစ်ကတ်တွေကတော့ဒီကိုခါနဲ့အငိမ့်လေးနဲ့ရွယ်ကဏ္ဍတွေကထွက်ပြီးသွားတယ်395 493ဒီ line နဲ့ကဏ္ဍ5ခွက်ထွက်ပြန်မှာ36ခွန်36ခွန်ရယ်ခွန်း3ခွန်း53ရယ်893ရယ်ဒီ line နဲ့မှာကိုခါနဲ့89ခွန်ရယ်493ရယ်ခွန်း95ရယ်ဆိုပြီး3ခွက်ထွက်ဘာလဲကိုခါနဲ့3ခွက်ချန်နာ2ခွက်5ခွက်ထွက်ပြီးသွားပေါ့5ခွက်ကိုကြည့်ကြအောင်ဒီမှာ394ကဒီ394ကဒီမှာ394လို့ထွက်ပြီးတယ်4ပါတဲ့ကဏ္ဍအပုခွပြီးရကဏ္ဍဒီဟာရှစ်မပြတော့ရှစ်ကတ်တွေမှာရှစ်မြန်မြန်လေးသွားလိုက်ဒီဘေးရကဏ္ဍကလည်း5ခုခွန်ကလည်းဒီကတက်ရိုက်တဲ့ကဏ္ဍခွန်ရှိကူကလည်းထိတ်မယ်ရှိကူခွန်ရလည်းဒီမှာရိုက်သွားတဲ့ကဏ္ဍဒီဘက်ဘေးက36ခွန်ထိုးတဲ့ကဏ္ဍ39ခွန်6ခွန်လို့36ခွန်လို့ရိုက်သွားတယ်အဲ့ဒါအဲ့အောက်ထဲမှာ36ခွန်1နဲ့3 4 5ခွက်ရိုက်မှာပေါ့5ခွက်တစ်ခွက်ကပဲကွက်ကြံနေ4ကို3 8ကိုခွန်5ကိုခွန်36ခွန်ခွန်53ဒီ5ခွက်ရိုက်သွားတယ်ပေါ့အဲ့ဒီဘက် line နဲ့ကဏ္ဍ5ခွက်ရိုက်သွားအဲ့ line နဲ့မှာကိုခါရဲ့ဘေးကအစုံမရှင်းတော့ပါဘူးကိုခါရဲ့ဘေးက5ခွက်3ရိုက်သွားတယ်5ခွက်ရိုက်တယ်လို့ပဲထားတယ်ဒီဘက် line နဲ့5ခွက်ရိုက်တယ်ဒုတိယကလေးကြည့်ကြအောင်ဒုတိယကမှာလေ6လုံးခွေ6လုံးခွေသွားတယ်ဒီလိုခွေသွားတဲ့အချိန်မှာ6လုံးခွေသွားတယ်သူ့ရဲ့တပင်ကျော်မှာတပင်ကျော်ကဏ္ဍကိုခါနဲ့ကဏ္ဍ3ခွက်ထွက်မှာ2ခွက်3ခွက်3ခွက်5ခွက်ထွက်တာပေါ့449ရယ်335ရယ်449က449ဆိုတဲ့ကဏ္ဍဒီဘက်နဲ့တည်းမှာ449လို့ထွက်တယ်391ကအပေါ်ကဏ္ဍဒီမှာထွက်တယ်354ဆိုတဲ့ကဏ္ဍဒီမှာ453လို့ထွက်တယ်453လို့ထွက်ပြီးခွန်9နှစ်ကဒီမှာ29ခွန်လို့ထွက်သွားတယ်198ကလည်း89တက်ဆိုပြီးအဲ့လိုရိုက်သွားတယ်ကိုခါရဲ့ဘေးကကဏ္ဍတစ်ခွက်က35ဒုရနဲ့ကဏ္ဍနဲ့ကဏ္ဍနဲ့ဒီမှာ35ဒုရနဲ့ကဏ္ဍထွက်သွားတယ်6လုံးခွေသွားတယ်6လုံးခွေသွားတဲ့ line ထဲမှာဒီမှာ5ခွက်ထွက်မှာပေါ့86ခွန်ကလည်းဒီမှာ86ခွန်လို့ထွက်သွားတယ်339ဆိုတဲ့ကဏ္ဍဒီမှာကိုခါကဏ္ဍကိုခါကဏ္ဍ339ဆိုတဲ့ကဏ္ဍလည်း339လို့ထွက်သွားတယ်ကိုခါရဲ့ဘေးက35ကဏ္ဍတစ်ခွက်ကလည်းနဲ့35လည်းဒီမှာ35နှစ်ဆိုထွက်သွားတယ်ဒီမှာကြည့်ကြတစ်ခွက်ဒီမှာ64နှစ်ဆိုတဲ့ကဏ္ဍဒီမှာ246ဆိုတဲ့ကဏ္ဍထွက်သွားတယ်246လို့ထွက်သွားတယ်246လို့ထွက်သွားပြီးတော့ခေါ်ကြတော့246လို့ထွက်သွားတယ်246လောက်မှာ89ဆိုတဲ့ကဏ္ဍကလည်းဒီမှာတရား89ရေးမသွားလို့89ဆိုတဲ့ကဏ္ဍကလည်းဒီမှာ89လို့ရိုက်သွားတယ်အဲ့မှာကိုခါကနဲ့ကဏ္ဍမထွက်တော့ပဲနဲ့သူကကိုနောက်ပိတ်နဲ့ကဏ္ဍနေပဲလိုက်သွားဒီမှာ969ဒီကောင်ဒီလမ်းစနစ်ကတာဝန်ကျေသွားပြီလို့ပြောရမှာပေါ့ဒီမှာ969မတကွက်ထွက်သွားပြီ89တကွက်ထွက်သွားပြီ2ကွက်ဒီမှာ243 3ခွက်35နှစ်4ခွက်339 5ခွက်86 68ခွန်6ခွက်တာဝန်ကျေးသွားပြီပေါ့ဒီကဏ္ဍနဲ့1နှစ်3 4 5ခွက်တက်သွားပြီအပြည့်စုံတော့မရှင်းတော့ရှစ်ကတ်တွေမှရှိပြီးသားဆိုတော့အဲ့မှာတင်ကိုကျွန်တော်တို့ကဗောလေ6
ဘာလဲတယူတန်နဲ့စိတ်ကမကောင်းဘူးဆိုတာအစောတော့လည်းကျွန်တော် line မတင်တော့လည်းline မတင်ခင်တော့လည်းအဲ့လိုမျိုးကျုပ်ပါတယ်ကြုံခဲ့ဘူးတယ်ပေါ့တယူတန်နဲ့စိတ်ကဒီထဲမှာ66နှစ်ဆိုတဲ့ကဏ္ဍဒီ66နှစ်ဆိုတဲ့ကဏ္ဍဒီမှာ85မှာလဲ66နှစ်ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိတယ်66နှစ်က4ခွက်ရှိတယ်4ခွက်ရှိတယ်60နေရ84မှာလဲ84မှာလဲဒီမှာ66နှစ်လို့ရှိတယ်84မှာရှိတယ်ဒီတော့သူက4ကပ်ပဲရှိတယ်တဲ့ကြတာဒီမှာတစ်ကပ်ရှိတယ်ဒီဘက်ဆိုတော့မှာ2024မှာတကယ်ရှိတယ်664ဆိုပြီ66နှစ်ဆိုပြီဒီပထမကနောက်ပြီးပေါ့ရှင်းမယ်ဒုတိယကကိုကြည့်ကြအောင်ဒီကလေးက66နှစ်လို့စဖြစ်တဲ့အချိန်မှာအဲ့ကျဒီဘက်နှစ်ထဲမှာ6လေးဆိုတဲ့ကဏ္ဍအတွဲစကြလိုက်ပါ6လေးလို့စကြ6လေးလို့နောက်တွဲနေကြ6လေးရဲ့တပင်ကျော်ကဏ္ဍခွင်ပါတဲ့ကဏ္ဍဒီဘက်နှစ်ထဲကခွင်ပါတဲ့ကဏ္ဍတစ်ခွက်ကသူ့အောက်ကိုထွက်မယ်အဲ့ခွင်ပါတဲ့ကဏ္ဍရဲ့အောက်ကကဏ္ဍ9ပါတဲ့ကဏ္ဍတစ်ပရိတ်ဆိုပြီးကျွန်တော်ယူလိုက်တာရှေ့ကတ်တွေကတော့9ပါတဲ့တစ်ပရိတ်ဆိုပြီးဒီမှာသွားထွက်ပြအဲ့တော့ line မောမှာမတင်ပြလိုက်ဘူးပေါ့66နှစ်လို့ထွက်သွားတယ်ဒီဘက်နှစ်ထဲမှာ6လေးကဏ္ဍလို့စကြသူ့ရဲ့တပင်ကျော်ခွင်ပါတဲ့ကဏ္ဍခွင်တဲ့9ဆိုတဲ့ကဏ္ဍဒီဘက်နှစ်ထဲမှာခွင်တဲ့9ဆိုတဲ့ကဏ္ဍဒီမှာလန့်ထွက်ပြခွန်း9ရဲ့အောက်ကကဏ္ဍတစ်ပရိတ်ဆိုတဲ့ကဏ္ဍတဲ့ကွက်ကသူ့ရဲ့တပင်ကျော်ကဏ္ဍဖြစ်ရမယ်9ပါတဲ့တစ်ပရိတ်ပေါ့ကျွန်တော်အဲ့လိုမျိုးပဲယူလိုက်တာရှေ့ကဒီမှာလည်း9ပါတဲ့တစ်ပရိတ်ဒီမှာလည်း2 4 5ဆိုတဲ့ကဏ္ဍ9ပါတဲ့6လေးတွဲရဲ့အောက်ကတပင်ကျော်ကဏ္ဍ3ညခွန်ဆိုတဲ့ကဏ္ဍလည်းဒီဘက်နှစ်ထက်ကဏ္ဍ2 4 5ဆိုတဲ့ကဏ္ဍလည်းတပင်ကျော်တပင်ကျော်ကဏ္ဍ9ပါတဲ့တစ်ပရိတ်ဆိုပြီးယူသွားသူက2က3ကဒီမှာ66နှစ်လို့စဖြစ်တယ်ဖြစ်တဲ့ချိန်မှာဖြစ်တယ်ကိုလေးတွဲလို့နောက်တွဲနေကြတယ်သူ့ရဲ့တပင်ကျော်ကဏ္ဍဒီဘက်နဲ့ထဲကခွင်ပါတဲ့ကဏ္ဍ86ခုလို့ထွက်သွားအဲ့ဒါပြီးတော့86ခုရဲ့အောက်ကကဏ္ဍဒီကဏ္ဍကျွန်တော်ဒီညမှာရှစ်ကတ်တွေက9ပါတဲ့တစ်ပရိတ်ဆိုပြီးယူလိုက်တာဒီမှာတယူတန်တာမကောင်းဘူး3ခွက်တည်းရှိတာ2ခုနှစ်ရယ်635ရယ်8နှစ်နေအဲ့3ခွက်ရှိတာပေါ့အဲ့3ခွက်ရှိတာကိုကျွန်တော်ကဟာ635မှာ635ဆိုပြီးဒီလိုသွားတူတော့အဲ့မျိုးတော့လည်းတခါခံလိုက်ရတယ်ပေါ့အခုလဲစနစ်ကတွေ့ရတဲ့ကိုပါတဲ့ကဏ္ဍနေပဲထိုးမယ်ဆိုရင်ကျွန်တော်ထွက်ပြီးသားကဏ္ဍကိုပါတဲ့ကဏ္ဍနေပဲပါတယ်ကိုမထွက်သေးတဲ့ကဏ္ဍရွေးမယ်ဆိုဒီမှာ669ရှိတယ်994ရှိတယ်196ရှိတယ်ဒီမှာ919ရှိတယ်ဘယ်နှကွက်မှမရှိဘူးခွန်95ရှိတယ်195ဝယ်ရှိတယ်ဒါလေးပဲရှိအောင်ရွေးချက်မှုစနစ်အရာလည်းပြီးတာလည်းမှန်ကန်တယ်ဒါပေမဲ့ရွေးချက်မှုအာညံဖြစ်သွားတဲ့အတွက်ဒီကဏ္ဍလေးကောင်းတဲ့ line လေးတွေမှာမရဘဲနေလိုက်တော့ဒီ66နှစ်ပထမဆုံး66နှစ်ဆိုလဲကြည့်ကြအောင်ဒီမှာပထမဆုံး66နှစ်ဆိုလဲသူ့ရဲ့တပင်ကျော်ကဏ္ဍတပင်ကျော်ကဏ္ဍတပင်ကျော်တွေကကဏ္ဍတစ်ပရိတ်ကဏ္ဍဆိုတဲ့ကဏ္ဍသူ့ရဲ့ဒီဘက်နှစ်ထဲမှာတစ်ပရိတ်ဆိုတဲ့ကဏ္ဍဒီကဏ္ဍသူ့ရဲ့66နှစ်ရဲ့ဒီဘက် line ထဲမှာတစ်နှစ်ကျော်ထဲမှာကဏ္ဍပဲဖြစ်ရမယ်ရအောင်မရ66နှစ် line ရခုနတပင်ကျော်66နှစ်တ line ကျော်63ညာ63ညာ5 63ညာ5 365 66နှစ်ရဲ့66နှစ်ရဲ့တပင်ကျော်လိုက်နဲ့365 365ရှိရမှာပါဦးလင်းနာမနေလားအော်ဒီ66နှစ်လိုက်တော့ဟုတ်66နှစ်လိုက်နေကသူရဲ့လင်း5ဆိုတဲ့ကဏ္ဍတစ်ခုကလည်း66နှစ်ရဲ့ပြီးမှာဟုတ်တယ်တပင်ကျော်မှာမဟုတ်66နှစ်ရဲ့ပြီးမှာထွက်မှာ365ဆိုတဲ့ကဏ္ဍလည်း
662ရဲ့ဒီဘက်နှစ်ထဲက365 tip plate ကဏ္ဍတော့ကလည်းဒီဘက်နှစ်မှာ tip plate လို့ထွက်သွားအဲ့တော့လေရွေးချယ်မှုစနစ်ရပြီးသွားတယ်လူအတုံးမကြတယူတန်ခဲ့တာဒီ662လို့ဖြစ်တဲ့အချိန်မှာလည်းဒီဘက်နှစ်ထဲမှာလည်းကိုလေးလူစကြတယ်ကိုလေးတွဲလူစကြတယ်သူ့ရဲ့တပင်ကျော်ကကဏ္ဍခွင်ပါတဲ့ကဏ္ဍ662ထဲကကဏ္ဍ662ထဲကကဏ္ဍအဲ့အောက်က245ဆိုတဲ့ကဏ္ဍကလည်းသူ့ရဲ့တပင်ကျော်က246ဆိုတဲ့ဒီ662ရဲ့ဘေးရဲ့ line နဲ့ကနေပေါ့ကဏ္ဍပြတ်မယ်245ဆိုတာ5ပါတဲ့ tip plate ဆိုပြီးတော့အဲ့လိုမျိုးလေ့ကျင့်လုံးပြီးသွားအဲ့မှလည်းကျွန်တော်ကရွေးချယ်မှုစနစ်ရပြီးရွေးချယ်မှုကဏ္ဍလေး3ခွက်ရှိတာကိုပေါ့လဲရရင်လည်းများများဆဆရအောင်ဆိုပြီးတွေးလိုက်တာပေါ့ဒါပေမဲ့ရအောင်လည်းများများဆဆဆိုပြီးတယူတန်တဲ့စိတ်ကခံလိုက်ရတာပေါ့ဒီအခုအချိန်နဲ့ဟိုပါဖြစ်တာအခုကဏ္ဍလေးစနစ်ကောင်းလေးတွေကျွန်တော်20 20ကြိမ်မှာတော့အော်ဒီကဏ္ဍရှိတယ်